မြတ်စွာဘုရားအလောင်းလေးဖွာတော်မူစဉ်မှာပဲမမွေးချင်းမှာစကားပြောတာပေါ့နော်ပြောတဲ့စကားကတော့9ခွန်းပြောတာပေါ့ဒါပေမဲ့အတူချုပ်လိုက်လို့ရှိရင်တော့3ခွန်းလို့ပြောလို့ရတာပေါ့နော်အဲ့တော့ပထမဘာပြောလဲဆိုတော့အကောဟမတမိလောကတာတဲ့နော်ငါသည်တဲ့လူ3ပါးတို့တွင်အမျက်ဆုံးဖြစ်တယ်တဲ့နော်ပြီးတော့စစ်တော်ဟမတမိလောကတာဆိုတာကငါသည်လူ3ပါးတို့ရဲ့အကြီးအကဲဖြစ်တယ်တဲ့ပြီးတော့တစ်တော်ဟမတမိလောကတာငါသည်လူ3ပါးတို့တွင်ချီးမွမ်းထိုက်သောပုဂ္ဂိုလ်ဖြစ်တယ်တဲ့နော်ပြီးတော့အယံမန္တိမာစာတိတဲ့ငါဤတဲ့ပရိသတ်နေခြင်းကဒီဘဝဟာနောက်ဆုံးပဲတဲ့နော်နတ္ထိဒါနိပုဏ္ဏဘဝတဲ့နော်နောက်ထပ်တစ်ဖန်ပရိသတ်နေခြင်းဒုက္ခငါမှမရှိတော့ဘူးတဲ့နော်ဒါကတော့မြတ်စွာဘုရားရဲ့ရေရဲတောက်ကြွေးကြော်မှုပေါ့နော်ဦးဇင်းတို့ကဒီလိုမကြွေးကြော်နိုင်သေးပါဘူးနော်အဲ့တော့ဒီတဘဝထဲလားဆိုတော့မဟုတ်ဘူးနော်မဟောတထာဘဝမှာလည်းပဲမမွေချင်းစကားပြောတယ်ဝိတ္တန္တရာမင်းဘဝမှာလည်းပဲ